Hello guys ဒီလိုစက်ကူနဲ့စက်ကြကိုဘယ်လိုခောက်လဲဆိုတာကိုကျွန်တော်သိပေးပါမယ်ဒီစက်ရခောက်ဖို့ဆိုရင်တော့စက်ကူစာရွက်နှစ်ရွက်လုပ်ပါမယ်ပါလေးပိုကောင်းလေးပဲဗျာထူတဲ့ခါကျရင်နေအဆင်မပြေဘူးဒါဆိုပထမတစ်ရွက်ကိုဒေါမစတူကန်ပုံလိုမျိုးခောက်မယ်ဒေါမစတူကန်ပုံစံရအောင်ပေါ့အနာလေးနဲ့ညောကျွန်တော်ခောက်ဒီရှိရခောက်လို့ဆိုရင်တော့ဒီစက်ကူခောက်ရနေအောင်ပုံကောကောထွက်လာဗျာထောက်ဒီပဲတေချာဖြတ်ပြီးရင်ကျွန်တော်တို့ဒီဒေါမစတူကန်ပုံဝေးကျူမယ်ဖြတ်ရတဲ့ကြောင့်ဒီပုံနေတဲ့ကောင်လေးကျွန်တော်ဖြတ်ထွက်လိုက်မယ်ဝီယာတိတ်မလင်းဆိုဒီကနေ့ဆွေးလိုက်စကူကပိုင်းနေနေရောအဆင်ပြေထူတဲ့အခါကျဆိုရင်ကျွန်တော်ဒီခောက်တော့ထူသွားတဲ့အခါကျဆိုရင်နည်းနည်းအဆင်မပြေဖြစ်လိမ့်မယ်ပြီးရင်ကျွန်တော်ဒီပုံနဲ့ကောင်ဖြတ်ထုတ်လိုက်ဒီလိုမျိုးကျွန်တော်ဒေါမစတူကန်ပုံစံနှစ်ခုလို့ပါပြီးဒီကောင်ကိုကျွန်တော်အလဲကနေထပ်ပိုင်းခောက်လာအခုတော့ခောက်မယ်ဒါကျွန်တော်တစ်ခုခောက်ရမယ်ဒါလိုမျိုးခောက်လိုက်ပြီးရင်ဒီကောင်လည်းဒီလိုပို့ထားမယ်လေထပ်ပိုင်းခောက်လိုက်ခောက်ယူတိကျပေါ့ခောက်ချောဆရွယ်နည်းနည်းထူပြီးအလဲရတဲ့ခောက်လာအဲ့ဒီကျွန်တော်ခုနကအလဲမှာဖြတ်ခောက်ရတဲ့အဲ့ဒီနေရာတိတဲ့ကိုကျွန်တော်ဒီအောက်ပိုင်းနဲ့ခောက်ထည့်လိုက်မယ်ကျွန်တော်အလဲယူတာအတွက်ကြောင့်မလို့ဒီလိုမျိုးခောက်ထည့်လိုက်ညီရပေါ့ဗျာโอเคပြီးရင်သူရဲ့အပေါ်ဘက်ဟောက်တယ်ဒီလိုပဲခောက်ဒီရှာရညီရခောက်ပြီးဒီကောင်ခုနကခောက်တဲ့ပုံစံတိုင်းခောက်လိုက်မယ်ဟိုဒါဆိုတစ်ခုရပြီပြီးတော့ရင်နောက်တစ်ခုကိုလည်းအဲ့ဒီပုံစံလေးမျိုးပဲလဲနေခေါင်းမယ်ဘာလို့အောက်တစ်ခုကဘီးနေဆိုတော့ကျွန်တော်အလဲတိတ်မတွေ့ရအောင်ခောက်နေနေအဆင်မပြေဘာသာခောက်ရကြရင်တေချာလေးခောက်အဲဆိုတော့လှလှရထွက်လာတယ်ကျွန်တော်တို့စာရွက်ဖြူနေပဲမဟုတ်ဘဲနဲ့ကိုယ်အိမ်မှာရှိတဲ့မြေနှစ်ချောင်းပြည့်ပြည့်လေးချောင်းပြည့်ပြည့်အတတ်တင်ခောက်လိုက်ရတယ်ပြီးရင်တော့အလဲနဲ့ခောက်လိုက်မယ်အဲဒါနှစ်ခုရတယ်ပြီးရင်ခောက်ယူတခြားပေါ်ခောက်โอเคအဲဒါနှစ်ခုရပြီဒါနှစ်ခုလောက်တော့ပုံစံတူထားနော်ပြီးရင်ဒီခောက်ရတဲ့ဟာကိုလည်းအလဲကနေထပ်ပိုင်းကျွန်တော်တို့ခောက်လိုက်မယ်ထပ်ပိုင်းခောက်လိုက်မယ်ဒီခောက်တဲ့နေရာကြာရင်လည်းအဒီအလင်နာမှာလက်ညှိုးလေးခံပြီးတော့ခောက်ဒါကြောင့်လက်ညှိုးလေးခံပြီးတော့ခောက်တယ်ဘာလို့ဒီတိုင်းလက်ညှိုးမခံမခောက်မှဆိုမကြည့်ဒါလက်မျိုးကြီးဖြုတ်ပါအဲ့မျိုးကြာဆိုရင်မလှတော့အဲ့ဒါလက်ညှိုးလေးခံပြီးခောက်ပြီးအောက်ဘက်လေးနည်းနည်းဆွဲပြီးတော့ပြီးခောက်လိုက်အဲ့ဆိုတော့အဆင်ပြေပါလိမ့်မယ်ဒါလက်ညှိုးမခံပဲခောက်စဉ်အဲ့ဒီမျိုးခောက်ယူကြီးပြင်းတယ်မနကူရပြီဒါပေမဲ့ဒီဘက်တော့နောက်ဘက်တစ်ခါတစ်ခါတစ်ခါလိုက်ပြန်โอเคခောက်ယူလို့ပေါ့ကျွန်တော်ဆိုင်ပဲထုလို့ခောက်ယူတော့တိတ်မပေါ့နောက်မီးရဲ့အလင်းလို့ဆိုတော့လေတိတ်ရမတွေ့အောင်အဲကြောင့်မို့ကျွန်တော်မတရားလေးဖိပြီးတော့ခောက်နေရတာ
ဆိုဒီမှာကျွန်တော်နှစ်ခုရရခေါ်ယူမတကျွန်တော်ကတော့ကျွတ်ဆက်ရကြီးနေတယ်လို့ဖြစ်နေတော့ဒါသာဆက်ရလုံပေးမဖြစ်နေโอเคဒါနှစ်ခုရပြီနှစ်ခုရပြီဆိုရင်မကျွန်တော်ဖြန့်ပြီးတော့ပြန်နှစ်ခုရှင်းပြီးလုပ်ပြမယ်ကျွန်တော်ချရရဝယ်တယ်โอเคလိုမျိုးချမယ်ပြီးရင်ဒီတစ်ခုအောက်ကိုကျွန်တော်ခောက်ချလိုက်မယ်တော့ခုနကကျွန်တော်ခောက်ယူဖြတ်ရတဲ့နေရာတိုင်းโอเคနောက်တစ်ခုဒီဘက်ချန်အောက်ပြီးရတယ်နောက်တစ်ခုကျအောက်မပြီးနဲ့နောက်တစ်ခုသူနဲ့စန့်ချင်ဘက်သူကဒီအောက်ကိုခောက်တဲ့အတွက်ကြောင့်နောက်တစ်ခုကျရင်အပေါ်ခောက်တင်ညီလေးခောက်ဒီကောင်ကြောင့်အပေါ်ကိုခောက်တင်မယ်ဟုတ်တယ်โอเคပြီးရင်ကျန်တဲ့တစ်ဖက်ကျရင်သူနဲ့ဆန့်ကျင်ဘက်ဒီမျိုးခောက်တင်လိုက်မယ်နောက်ခုလုံးဒီမျိုးခောက်နော်တခြားညီလေးခောက်โอเคပြီးရင်နောက်ခုလည်းလိုပဲသူရဲ့ဆန့်ကျင်ဘက်ကိုကျွန်တော်ခောက်ချလိုက်ဒါဆိုရင်ရပြီဒီမှာကြည့်တာစန့်ကျင်ဘက်တခုမတူဘူးเนาะโอเคပြီးရင်သူ့ရဲ့ချန်ရဲ့ဒီရွက်လေးကိုကြာရင်ဒီကျွန်တော်တို့ကိုနာဒီပုံစံလိုမျိုးနာဒီပုံစံနဲ့ဆင်းတဲ့ပုံစံမျိုးကျွန်တော်ခောက်လိုက်မယ်ကျန်တဲ့ခောက်ကြံတဲ့နေရာတွေခေါ်လို့အဲ့လိုမျိုးပဲကျွန်တော်ခောက်လိုက်မယ်မဒီဝဇနာဒီကိုတည်တာပြီးဒီခောက်တဲ့နေရာကိုလေအဲ့ဒီကိုသူနဲ့ခောက်ယူညောအောင်ကျွန်တော်ခောက်ပြီးတော့ဖိချလိုက်နှစ်ဖက်လုံးခောက်ဒီဘက်လည်းခောက်ပြီးနှစ်ဖက်လုံးခောက်ထဲတော့ဟိုတစ်ဖက်ဒီဘက်တစ်ဖက်ပြီးဒီကခောက်ယူလေးပေါ်ကျွန်တော်ဖိဆိုရင်တစ်ခုရပြီနောက်တစ်ခုလည်းအဲ့ဒီပုံစံတိုင်းပဲဒါဆိုရင်နှစ်ခုရပြီပုံစံတူရဒါဆိုရင်ကျွန်တော်တို့အဲ့ဒီနှစ်ခုကိုရောဆက်မယ်မစခင်ဒီလိုနေဖြတ်ဝဲကောင်လေးအဲ့လိုပဲဖြတ်မယ်တကူစမ်းကြည့်ပဲလောက်ရမယ်တကူကပလက်ဆိုရင်နောက်တကူကအမောက်တူနေလို့မရတူလို့လည်းကျွန်တော်ဆက်လို့မရတော့စမ်းကြည့်ပါမှကျွန်တော်ဆက်လို့အဆင်ပြေโอเคဒါဆိုရင်ဒီလိုစမ်းနာဒီပုံစံမျိုးလုပ်မယ်ပြီးဒီတကူကိုအပေါ်လန်တင်လိုက်မယ်ဟောတကူကိုခောက်ထည့်လိုက်မယ်ပြီးပြန်ဖုံးလိုက်ဒါဒီလိုအဲ့ဒီပုံစံတိုင်းပဲဟိုတစ်ခုကိုလည်းလုပ်ပဲဒီကျွန်တော်ပေဘက်ဟာတစ်ခုကိုကျွန်တော်တို့လန်တင်လိုက်မယ်အပေါ်ဟာတစ်ခုကိုခောက်ထည့်လိုက်မယ်နည်းလေးလိုက်မယ်โอเคပြီးတော့ခောက်ထည့်လိုက်မယ်โอเคဒါဆိုတော့တစ်ဖက်ရပြီနောက်တစ်ဖက်ကျရင်ကျွန်တော်လှန်လိုက်မယ်ပြီးဒီတစ်ဖက်ကျတော့လှန်တယ်လို့မရတော့ကျွန်တော်တို့ဒီရှိနေတဲ့ကောင်တွေကိုအဲ့ဒီဂျားတွေထိုးတယ်တစ်ဖက်စီထိုးတယ်ကမတည့်ရကြနေဆွဲလိုက်ပြီးရင်ထိုးတယ်မယ်ဒီအပေါက်လေးဂျားပေါက်လေးထိုးတယ်လိုက်ဒါဆိုရင်တော့တစ်ဖက်ရပြီထူနေခါကျရင်ဆာရွက်နေတင်းနေတယ်အဲ့ခါကျတော့နည်းနည်းလေးဟာပြီးတော့မျှပြီးတော့ထူတယ်မရဒီကောင်လည်းလိုပဲသူရဲ့စက်ကျင်ပဲအပေါက်တွေကိုထိုးတယ်โอเคအပေါ်ကတိတ်မညိသေးတယ်အဲဒါမလို့ကျွန်တော်နှစ်ခုမျှပြီးတော့ဖြန့်နေတယ်โอเค
ဒါဆိုတော့ရယူအထက်လေးကျွန်တော်လိုက်ဖိလိုက်နေတယ်ခုံးတယ်ခောက်ယူမကြညာလေခုံးโอเคဒါဆိုရင်တော့ကျွန်တော်လုပ်ချင်တဲ့စက္ကူစကြရပါပြီခင်ဗျာโอเคဒီကောင်တွေကလည်းကျွန်တော်လောက်ရတဲ့ကောင်လို့ဗျာဒါယူစက္ကူတွေနဲ့လောက်ရโอเคဒါဆိုတော့ခုโอเคဒါဆိုရင်တော့ကျွန်တော်စကြရင်ဒီကောင်ကျွန်တော်ပြင်မယ်ဒီကောင်ယော